အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကသွေးအားအရန်နဲလာပြီဆိုရင်ဖြစ်ပေါ်လာမယ့်လက္ခဏာတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်အော်ဒါကိုမပြောခင်မှာသွေးအားနဲတာကိုဖြစ်စေတဲ့အကြောင်းရင်းတွေကိုအရင်ဆုံးပြပြပေးခြင်းပါတယ်သွေးအားနဲတာကိုဖြစ်စေတဲ့အကြောင်းရင်းတွေကကြတော့ခန္ဓာကိုယ်မှာအကြောင်းမျိုးကြောင့်သွေးဆုံးရှုံးမှုများသွားတဲ့အခါမှာဖြစ်ပါတယ်အဲ့ဒီအခါမျိုးမှာသွေးအားနဲတတ်ပါတယ်ဒါပြောမှခန္ဓာကိုယ်မှာ B12 နဲတဲ့အခါမျိုးမှာလည်းပဲသွေးအားနဲတတ်ပါတယ် folate နဲတဲ့အခါမှာလည်းပဲသွေးအားနဲတတ်ပါတယ်ပြီးတဲ့အခါမှာအာယွန်းလို့ခေါ်တဲ့တန်တက်နဲသွားတဲ့အခါမှာလည်းပဲသွေးအားနဲတတ်ပါတယ်သွေးအားအရန်နဲလာပြီဆိုရင်တော့အခုကျွန်တော်ပြောပြမယ့်လက္ခဏာတွေဖြစ်လာမှာပဲဖြစ်ပါတယ်ဒါတွေကတော့အားမရှိတဲ့လက္ခဏာပါဝင်ပါတယ်ပြီးရင်အလိုလိုနေနဲ့အားကုန်နေတာမျိုးပါဝင်ပါတယ်အလိုလိုနေနဲ့မောနေတာမျိုးပါဝင်ပါတယ်အထူးသဖြင့်လေ့ကျင့်ခန်းလုပ်လိုက်မယ်လမ်းလျှောက်မယ်ဆိုရင်ပို့ပြီးတော့သိတာပါတယ်ဒါပြုံမှရေပြားကိုကြည့်မယ်ဆိုရင်အရေပြားကရဲမနေပဲနဲ့ဖြူဖြော့နေတာမျိုးကိုတွေ့ရမှာဖြစ်ပါတယ်မျက်နှာကိုကြည့်မယ်ဆိုရင်မျက်နှာကဖြူဆုံနေမယ်မျက်လုံးရဲ့အတွင်းသားကိုကြည့်လိုက်မယ်ဆိုရင်မျက်လုံးရဲ့အတွင်းသားကဖြူနေမယ်လက်သေးခြေသေးရှာနှာခမ်းဒါတွေလည်းဖြူနေတာမျိုးဖြစ်နိုင်ပါတယ်ဒါပြုံမှခေါင်းမကြခဏမူတာထိုင်ထမူတာဖြစ်တတ်တယ်သွေးပေါင်ကျတတ်ပါတယ်သွေးပေါင်ကျပြီဆိုရင်တော့ခြေထောက်တွေလက်တွေကအေးဆက်နေမှာဖြစ်ပါတယ်ဒါပြုံမှစီးလဲနဲသွားမှာဖြစ်ပါတယ်အရန်ဆိုးလာပြီဆိုရင်ရင်လဲတုံတတ်ပါတယ်နှလုံးခုန်တုံမြန်တတ်ပါတယ်ဒါပြုံမှတစ်ခုခုကိုအာယုံမဆိုင်နိုင်တော့တာမျိုးလဲဖြစ်တတ်တယ်ဇပင်မကြခဏကျွတ်တာမျိုးလဲဖြစ်တတ်ပါတယ်နော်အခုကျွန်တော်ပြောသွားတဲ့အချက်တွေကသွေးအားအရန်နဲလာပြီဆိုရင်ဖြစ်ပေါ်လာမယ့်လက္ခဏာတွေပဲဖြစ်ပါတယ်ကုသမှုအနေနဲ့ကကြတော့ဖြစ်စေတဲ့အကြောင်းရင်းမှာမူတည်ပြီးတော့ကုသမှုပေးရတာဖြစ်ပါတယ်တကယ်လို့သွေးသွင်းမှုလိုအပ်မယ်ဆိုရင်သွေးသွင်းရမှာဖြစ်ပါတယ်တန်တက်အားနည်းနေတာအကြောင်းဆိုရင်တော့တန်တက်ကိုပြန်လည်ဖြည့်တင်းပေးရမှာဖြစ်ပါတယ်ဗီတာမင် B12 အားနည်းတာဆိုရင်တော့ဗီတာမင် B12 ပါဝင်တဲ့အားဆေးတွေအစားအစာတွေကိုပုံမှန်စားပေးရမှာဖြစ်ပါတယ်အစားအစာတွေအနေနဲ့ဆိုရင်လည်းအသားငါဥအမျိုးမျိုးနွားတို့ဒိန်ချင်းပဲမျိုးမျိုးဒါတွေကိုစားပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်အသေးလိုမျိုးကလေးစားတွေကိုလည်းစားပေးရမှာဖြစ်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှင်လဲ comment မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လဲ subscribe လေးလုပ်ပေးကြပါဦး